ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ organic ထောင်ထောင်လိုက်ကအားလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးပဲကဲအားလုံးပဲဒီနေ့မှာတော့ကျွန်တော်ဘယ် organic တွေကိုစားပြမလဲဆိုတာကိုပြည်သက်ကြီးအားလုံးကိုရှုစားပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပြောရရောက်နေရပါဟာ organicဟိုorganic အော်ဗီတာမင် A ရော C ရော D ရောတန်လိုသားတွေရော နိုက်ထရိုဂျင်တွေရော ဟိုက်ဒရိုဂျင်တွေရောကျွစီစောင်းရမ်းကောင်းတယ်ဗျာကျဲပဲအဲ့ဒါဆိုတော့ကျွန်တော်ရဲ့ထောင်ထောင်နော် organic တင်တန်းလေးမှာအကုန်လုံးလာရောက်ပြီးတော့တက်နိုင်ပါပြီအားလုံးကျွန်တော်ဗီတာမင် A တွေ C တွေ D တွေ E တွေအကုန်သင်ရမှာဖြစ်ပါတယ်ကျွန်တော်လို့ဒီလို organic ကိုတဘာဝစစ်စစ်ကိုခံစားနေတယ်ဆိုရင်တော့ကျွန်တော်ရဲ့တင်တန်းနေနဲ့အားလုံးပဲလာရောက်ပြီးတော့ join ပေးလို့ရပါတယ်ပြည်သက်ကြီးအားလုံးဖိတ်ခေါ်ပါတယ်ရည်ကြည့်မှတင်ပါโอ้ရေးရဲမှာဖနာပေးမှာမလေးတခွားတီကိုဟိုကောင်နေရလဲတခွားတီကိုတခွားပေးမှာချစ်ပြီးနေကြတော့ဘလို့ဖနာပေးမှာလာချိတ်လို့ဟိုအဝနဲ့ထောင်အောင်မလားအေးဟုတ်တယ်အဘာဖြစ်လို့အဲ့ဘယ်လိုဒီကြောင်လဲဟာ तू အောင်မတင်တဲ့ဘွဲ့မှာမို့လို့တယ်ဒီမှာလာပြီးလိုက်လွင်နေတာဗျာတင်တဲ့ဘွဲ့မှာအေးဟာငါလည်းတင်တဲ့တက်မရမှာဗောတက်မယ်လေမင်းကတက်ချင်မှမသိမတက်ချင်မှမသိမလို့ငါမပြောတာမျိုးတော့ကြီးဟာအေးပဲတင်တဲ့ဘွဲ့ဆိုတင်တဲ့တော့တက်မယ်ငါတို့ကကွာခက်တဲ့ပြေးကြီးအဲ့ trend တွေကိုငါတို့ကမြတ်ရအောင် join မရအောင်ငါတို့ခက်တဲ့ပြေးကြီးလုံးနေတယ်အဲ့ trend ကိုရအောင် join မှာဟာအဲ့တော့တက်မယ်လေ let's goအားလုံးမင်္ဂလာပါကွယ်မင်္ဂလာပါဗျာဆရာရဲ့ organic တင်တဲ့အကြောင်းရင်းနဲ့အားလုံးကိုကြိုဆိုလိုက်ပါတယ်ဆရာရဲ့နာမည်ကတော့ organic ထောင်းတာသိကြပါဝိပါဆိုင်ဟေးမင်းနာမည်လေကွာမင်းနာမည်တော်ဆက်လာကွာမင်းဒါဘာကြောင့်လာလဲ organic ပါဆရာ organic ကြောင်းဆိုတော့ဆရာရဲ့နာမည်ကလေ organic ထောင်အောင်ပါဆရာဟေးအဲ့ဒါဆိုမင်းတို့နာမည်ဘာဖြစ်တယ်လဲ organic ဝိပါဆရာ organic ဝိပါဆရာ yes very happy good မင်းနာမည်တုံကြီးပါဆရာလာတယ်ကွာနောက်တစ်ဆောက်ကတော့ဖျက်ခိုင်းတော့ဆရာတယောက်ဘယ်လိုလုပ်ဆက်လဲပြတယ် organic တုံကြီးပါဆရာကဲဟုတ်ပြီနာမည်လေးနဲ့မိတ်ဆက်ပေးပြီးသွားပြီဆိုတော့ဒီ organic တင်တဲ့အကြောင်းလေးရဲ့အတွေ့အကြုံလေးကိုနည်းရှင်းပြ okay okay ဒီတခွားလေးရဲ့ဗီတာမင် C ရဲ့အဓိပ္ပာယ်ကိုရှင်းပြဟောရကြမသိပါဘူးအေးအဲ့လိုတော့နေရမသိဘူးလားကွာမင်းကလေဒီကောင်ကလည်းဒါလေးတော့မသိဘူးမင်းကပိတ်လိုက်တာမျိုးရုံရောဗီတာမင် C ဆိုတာဘေးကိုတင်းပြီးတော့ C ရလို့ဗီတာမင် C လို့ခေါ်တာဟုတ်တယ်ကွာဘေးကလည်းနည်းနည်းကြီးရပြီပြည့်လက်ပြဲနေတာအာရစောက်ယူမဟုတ်ဘူးလေကွာအဲ့လိုမဟုတ်ဘူးလေဗီတာမင် C ဆိုတာဗီတာမင် C ဆိုတာအာရတဲ့တဘောပေါက်လားမင်းတို့တော်တော်လောက်အောင်နေပဲကွာနောက်တစ်ခုထည့်ရှင်းရမယ်ဒီငါပြောသေးမှာကတန်တဲ့ရဲ့အဓိပ္ပာယ်မင်းတို့ရှင်းရတယ်ဟောရကြမကြည့်ဘူးရရတော့လေမသိရဘူးလားငါဇွန်ကျွတာတင်လိုက်ချင်တယ်တော့မင်းတို့စောက်ယူနေပြီမင်းကလေကွာတုံးလိုက်တာမျိုးရုံနှစ်ယောက်ကိုမရှိဘူးတန်တက်ဆိုတာတန်ကိုတက်လိုက်တာတန်တက်လို့ခေါ်တာဟုတ်တယ်တန်ချောင်းတွေရှေ့ရတာအဲ့ပုံဘူးလေဘလို့တန်ချောင်းတွေရှေ့ရတာအဲ့ဒါပုံဘူးလေတန်တဲ့ရဲ့ဒီပဲအာရတဲ့ပဲလေကွာဟာဘယ်လိုတုံးတဲ့ကောင်တွေပါလားမင်းတို့ကောင်တွေလေဟာကဲထားတော့ကွာမင်းတို့ကောင်တွေအဲ့ဒါရှင်းပြတယ်မင်းတို့ငွားပလာတာကျွေးတူပြည့်တယ်နော်ကဲအဲ့ဒါဆိုတော့ဒီကြောက်မှာတန်တက်ပြီဘာတက်တွေပါသေးတယ်ဂျင်းလီသူ့တန်ကိတာကင်မရာဝဆိုင်အစ်စ်ဒေါင်းတော့ဝါခမတိအိုင်မန်တော့ပြသွားနိုင်ပါတယ်ဆရာဆရာအိုက်ကားလေးသိတယ်လားဟဲ့အောင်လေမင်းတို့ဘလို့နေပြောနေတာတော့ဘလို့တောင်းတာကွာနေဘလို့အိုင်ယုံမဲ့နေပြောနေတာတော့အဲ့ဒါဒီမဟုတ်ဘူးလေဟဲ့တန်တက်ဆိုအလားနဲ့ပဲလေကွာခေါ်တာပဲစီးပြလိုက်တဲ့ကိစ္စကိုမဟုတ်ဘူးလားဟုတ်တယ်နော်ကြည့်ထားတော့ကွာသိမယ်ငါတို့ရဲ့လေ organic ပညာကိုပြီးစီးအောင်မြင်အောင်တက်မြောက်သွားပြီဆိုတော့เนาะကိုဘွားနဲ့ကိုအခြေခံအောင်ကြိုးစားကြပါเนาะအဲ့ဆိုတော့ဆရာဒီနေ့တည်းရဲပြီးတင်ပေးလိုက်တယ်เนาะအဲ့ဆိုတော့ဆရာတင်တဲ့စလက်မှတ်တွေပြီးမယ်เนาะကဲဒီဘက်ကနေအေးဒီဘက်ကနေအေးဟုတ်တယ်ကွယ်မလေးနည်းနည်းစလက်မှတ်လာကွယ်လာဒီဘက်
တင်းစင်နံပါတ်အေးတင်းစင်နံပါတ်အေး ဆက်တာပါကြီးလို့ တင်းစင်နံပါတ်လေ ကောင်းလာရင် ကောင်းပါဦးကျဲဒီကလူသားပါအေးပါဒီချာလူသားနော်ဟေးဟုတ်ပြီဟာဟဲ့မရရရောက်ဘလို့ဟာလို့ယူလဲပေါ့ဟူအဲ့ဒါပဲစီလီပါစီပေါ့ အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့တင်တန်းကလေးဆင်းလာပြီဆိုတော့ကျွန်တော်တို့ organic ရွက်တွေစားမှာဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော် organic ရွက်တွေစားမှာဖြစ်ပါတယ်ဒါပါစားမယ် ဟေ့ရောဘာသာဖို့လုံတာတော့ အာဆရာပြောထားတယ်ငါ organic ရွက်တွေစားမယ်လေဟာ ငါဒီလိုကြီးလို့သွားတာငါညင်းဝဲလာပါပြီကွာ ပြီးတော့ဒီရွက်တွေမစားမေးဘာရွက်စားမှာတော့ ငါမလည်းပြောငါကျဲတော့ knowledge ကြီးနေတာမသွားချင်တော့ဘူးကွာ အေးမဟုတ်နော်လေမသွားရင်ငါတော့ဘာသွားစားမှာ ဟောတခြားကပြောင်းစားပါကွာ ဘာစားမှာလေလူစားတာဟုတ်တယ်မေးဘာသွားစားမှာကဲအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်အခုဆိုရင် organic ချီစားပြမှာဖြစ်ပါတယ်ဒီမှာ organic ချီပါ organic ခုဆိုရင်ကျွန်တော်တို့ဗီတာမင် C တွေရော D တွေရော A တွေရော F တွေရောအကုန်ပါတဲ့ organic ချီစားပြမှာဖြစ်ပါတယ်များစားပြလိုက်ပါဦး စားရမယ်စားပြမယ်ညောင်းကောင်း ဒီအရသာလေ good ကတဲ့လေးတို့ရေဒီနေ့ထောင်းထောင်း organic ပြရနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့မှာထောင်းထောင်းကနော် organic ရှိတဲ့တဘာဝတတိတပူတွေကိုစားပြပါဖြစ်ပါတယ်ခင်ဗျာလိုက်ကြည့်ပေးကြပါဦးဟင်ဟေ့အောင်လေ ဟာဆရာ ဟာဟေ့ဘယ်တော့မှမလုပ်နေရတော့ ဆရာကျွန်တော် organic ချီစားရရော မင်းတို့ organic ကြီးစားပါဟေ့အောင်ချီရစားကြမဟုတ်ဘူးလေ မဆရာချီစားကောင်းရဲ့ဆရာ organic အကြီးစားကောင်းရဲ့ချီရ ဟင်ဟုတ်ငါပြောတဲ့ organic အသီးတွေပိုစားလို့ကောင်းတယ် ဟုတ်ရဲ့ရှင်ပဲ အာမင်းကလည်းဟုတ်လို့လား ဟာအေးဆရာပဲပြောက်သွားတော့ အေးမသိဘူးလေငါလည်းရှာနေ ဟဲ့တေချာချာကြည့်ပါဦးငါပြောက်သွားပြီ အေးရှာနေတယ်ခဏလေး ဂူ